1962 ခုနှစ်မှာဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့စစ်အာဏာရှင်အစိုးရလက်ထက်ကစပြီးဖြိုခွင်းခံခဲ့ရတဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာအရက်သားအစိုးရတက်လာပြီး3နှစ်ကျော်လာတဲ့အထိမြန်မာပြည်မှာပြန်လည်ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။ဘာကသများအဖွဲ့ချုပ်ဘာလို့ပြန်မဖွဲ့နိုင်တာလဲ။ဘာကသများအဖွဲ့ချုပ်ဖြစ်လာဖို့အတွက်2012ခုနှစ်မှာဗဟိုစည်းရုံးရေးကော်မတီကိုဖွဲ့စည်းခဲ့ပေမဲ့အခုချိန်ထိကျောင်းသားသမဂ္ဂအဆင့်ဆင့်နဲ့ပေါင်းစည်းထားတဲ့အဖွဲ့ချုပ်ဖြစ်လာဖို့အခက်အခဲတွေအများကြီးရှိတယ်လို့ကိုလင်းထန်နိုင်ကပြောပါတယ်။ဒီမိုကရေစီအမြင့်မသွယ်သေးတဲ့အခက်အခဲနဲ့တနိုင်ငံလုံးမှာကျောင်းသားသမဂ္ဂတွေအားကောင်းဖို့လက်လန်းမမီသေးတာလည်းရှိသလိုကျောင်းသားတွေမှာအသင်းပင်းနဲ့လှုပ်ဆောင်တတ်တဲ့အလေ့အထတွေအားနေတယ်လို့ဝန်ခံခဲ့ပါတယ်။ဒီမိုကရေစီအမြင့်မသွယ်နိုင်တာပေါ့ကျွန်တော်တို့တိုင်းပြည်မှာလည်းအမြင့်မသွယ်သေးဘူး။ခုချိန်ကြီးအလေးကြမရှိဘူး။ဒီနေ့ချိန်ဒီဖိနှိပ်မှုရှိတယ်။နောက်တစ်ချက်ကကျတော့ကျောင်းသားတွေရဲ့တင်းပင်းနဲ့လှုပ်ရှားဆောင်ရတဲ့အလေ့အထနဲ့ဒီလှုပ်ချင်ကန်ခြင်းတွေပေါ့တူတူချင်းလှုပ်ချင်ကန်ခြင်းတွေရှိတယ်လူငယ်တွေပို့ပြီးတက်ကြွပါတယ်ဒါပေမဲ့ပြဿနာကဖွဲ့ပြီးတော့လှုပ်တာနဲ့ဆန်တော့ကိုနိုင်တော်ပဲကိုလိုလိုက်မယ်ဆိုတော့တင်းဝင်းစိတ်သက်ပြောင်းနေရတယ်ရှိတယ်ဒါကလည်းကျွန်တော်တို့ရဲ့အားနည်းချက်တစ်ခုနောက်တစ်ချက်ကကျွန်တော်တို့တနိုင်ငံလုံးကပြန့်ကျဲနေတဲ့တက္ကသိုလ်တွေအားလုံးလန်မမိနိုင်ဘူးလက်ရှိနေတာဒါကျွန်တော်တို့ဝန်ခံမဲ့အပိုင်းပေါ့ကျောင်းသားသမဂ္ဂတွေဖွဲ့စည်းတဲ့ကိစ္စကိုမြန်မာအစိုးရကိုယ်တိုင်ကမချစ်မရဲဖြစ်နေပုံရပြီးကျောင်းသားသမဂ္ဂဆိုရင်လက်ဝဲရင်းနေဆိုတဲ့ဆွဆွဲမှုနဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေရှိခဲ့ပြီးအခုလည်းအဲ့ဒီအမြင်သဘောထားတွေရှိနေသေးပဲလို့ဘာကသလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ကျောင်းသားခေါင်းဆောင်ဟောင်းကိုညိုထွန်းကပြောပါတယ်ဘာကသများဖွဲ့ချုပ်ကိုပြန်လည်ဖွဲ့စည်းနိုင်မယ်ဆိုရင်ခေတ်သစ်မှာထက်မြက်တဲ့နိုင်ငံရေးခေါင်းဆောင်တွေပေါ်ထွက်လာမှာဖြစ်တာကြောင့်88မျိုးဆက်ကျောင်းသားတွေကျောင်းသားဟောင်းတွေကလက်ရှိမျိုးဆက်တွေကိုဝိုင်းဝန်းကူညီပေးဖို့လိုတယ်လို့ပြောပါတယ်ဒီအစိုးရအနေနဲ့ကလည်းပဲအခုကဒီကျောင်းသားသမဂ္ဂပြဿနာကိုကျွန်တော်အမြင်ပေါ်လေကင်လဲကင်တွယ်ကျင်နေတယ်ကင်တွယ်ရလဲခက်နေတယ်ကိစ္စတော်များမှာချစ်တော်အခက်နောက်ဆုံးကအခက်ဆိုတဲ့မူတွေနဲ့ဒီအစိုးရဟာလုပ်နေတာပဲ88ကလေးကတမန်ကျောင်းမှာရှိခဲ့ပူတယ်ဟိုပထဆခက်ကလေးကိုကဘဂသကလဝဲရင်းနဲ့လူတွေဥဆောင်ခဲ့တာများတာဟုတ်ဘဂသဆိုတဲ့နာမည်သုံးတာနဲ့တင်ကိုပဲဒီကလေးတွေကလဝဲရင်းနဲ့လို့သူတို့မြင်တာပဲဘဂသအဖွဲ့အစည်းပေါ်ပေါက်လာရေးဟာကျောင်းသားတွေအတွက်ကအဖွဲ့အစည်းတွေပေါ်အလိုလိုတက်လာမယ်မျိုးဆက်နိုင်ငံအတွက်ခေါင်းဆောင်တစ်တွေပေါ်ပေါက်လာထက်မြက်တဲ့ခေါင်းဆောင်တစ်တွေပေါ်ပေါက်လာနိုင်တယ်သူများနိုင်ငံတွေလိုမျိုးတကယ်ပညာတတ်ခေါင်းဆောင်ကြီးတွေပေါ်ပေါက်လာလို့လိုတယ်ဒါမှကျွန်တော်နိုင်ငံတိုးတက်ပါအဲ့လိုမျိုးပညာတတ်ခေါင်းဆောင်ကြီးတွေဖြစ်ပေါ်လာဖို့အတွက်ကျောင်းသားသမဂ္ဂတွေရှိဖို့လိုတယ်လာမယ့်2015မေလမှာတော့နိုင်ငံလုံးဆိုင်ရာကျောင်းသားလူညီလာခံကိုခေါ်ယူမှာဖြစ်ပြီးအဲ့ဒီကနေစီးမြင့်စည်းကမ်းတွေသဘောတူညီချက်တွေချမှတ်နိုင်ဖို့ဒီမိုကရေစီနည်းကျကျောင်းသားခေါင်းဆောင်တွေရွေးကောက်ဖို့နဲ့ဘာကသများအဖွဲ့ချုပ်ပြန်လည်ပေါ်ပေါက်လာဖို့ကြိုးစားသွားမယ်လို့ကိုလင်းထန်နိုင်ကပြောပါတယ်။အကွဲပြေးတွေများလို့နဲ့မြန်မာနိုင်ငံရေးသမိုင်းလိုတကြော့ပြန်မဖြစ်စေလိုပဲကျောင်းသားအလုံးညီလာခံမှာစုစည်းပြီးဘာကသများအဖွဲ့ချုပ်ပြန်လည်ပေါ်ပေါက်ဖို့တိဆောက်ရေးအတွက်အချိန်ယူနေရတာဖြစ်တယ်လို့ပြောပါတယ်။အစိုးရကိုကြောက်လို့တော့မဟုတ်ဘူးလို့ဆိုပါတယ်အဖြစ်ညီလာခံတော့အဖြစ်အထိုင်ဆွမ်းနာတော့ဒီလိုခဏကွဲလွန်တဲ့ဗမာပြည်နိုင်ငံရေးသမိုင်းကိုအဖွဲ့အစည်းတွေမဖြစ်ချင်လို့ကျွန်တော်စနစ်တကျလုပ်ချင်တယ်အဲဒါကြောင့်ကျွန်တော်ကကိုယ်သားပြည်မှန်ကန်ဖို့လည်းလိုတယ်ဒါတွေအတွက်ကျွန်တော်လည်းအချိန်ပေးရတယ်။ကျောင်းသားထုတွေကနေမှဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်လိုက်တဲ့ခေါင်းဆောင်တစ်တွေပေါ်ပေါက်လာဖို့အဲ့ဒါကအဓိကညီလာခံပါတားစီးတာတွေရှိလာရင်လည်းကျွန်တော်တို့လှုပ်ရှားရှိတာလုပ်ပါလိမ့်မယ်ကျွန်တော်ဆုံးဖြတ်ထားပြီးသားဒါပေမဲ့အခုမလုပ်သေးတာသူတို့ကြောင့်မဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်ဒီဆောင်ရေးမပြီးပြတ်သေးလို့သူတို့ကိုညီလာခံကြီးမှာကျောင်းသမဂ္ဂရေးစနစ်ကြပေါ်လို့ဒီဆောက်တဲ့ကြီးရွယ်ချက်နဲ့လုပ်တာဒီရွယ်ချက်ကိုသူတို့တေချာ specify လုပ်နိုင်တော့သူတို့နားလည်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့သူတို့မှားရင်းပြီးတော့ဖြုတ်ခွင်းတော့သူတို့ရန်လို့အရေးမှားတာပဲဒါကြောင့်တော့ကျောင်းသားတွေလည်းထပ်ပြီးတော့ဆိုင်ရတာပေါ့ကျောင်းသားတွေဟာပြည်သူ့တပ်ဦးဖြစ်တာကြောင့်အစိုးရအနေနဲ့ဒီနေ့လိုအချိန်ခါမှာနှိတ်ကွမယ်ဆိုတဲ့စိတ်မျိုးထားလို့မရသလိုကျောင်းသားတွေဘက်ကလည်းတိုက်မယ်ဆိုတဲ့စိတ်နဲ့မဟုတ်ပဲနှစ်ဖက်စိတ်ရှိရှိနဲ့စိတ်ဆက်ဆွေးနွေးရမယ်လို့ကိုညိုထွန်းကပြောပါတယ်။ဘာကသများဖွဲ့ချုပ်ပြန်လည်ဖွဲ့စည်းတဲ့အခါသမဂ္ဂရင်ပြင်မှာတာဝန်လွှဲအပ်ရမယ်လို့သူကပြောပါတယ်။ကျောင်းသားတွေအနေနဲ့ရောပြည်သူလူထုအနေနဲ့ရောဒီနေ့အနေထားကတိုက်ပွဲပုံစံနဲ့သွားနေတာလည်းမဟုတ်ဘူး။စိတ်ဆက်ရေးဆွေးနွေးရေးငြိမ်းချမ်းရေးပုံစံနဲ့သွားနေတာဖြစ်တယ်။အဲ့ဒီအတွက်စိတ်ကတော့ရှည်ရမယ်။စိတ်ရှည်ရမယ်ဆိုတာနှစ်ဖက်လုံးကရှည်ရမှာ။အစိုးရဘက်ကလည်းခဏပြောင်းလဲနေတဲ့ကမ္ဘာပထဝီနိုင်ငံရေးအရာတခါလာပြစ်မယ်ခတ်မယ်တိတ်ကွက်မယ်ဆိုပြီးတော့စိတ်နဲ့မရတော့သူတို့စစ်တပ်စိတ်ကိုရှော့ရမယ်ပြည်သူလူထုစိတ်နဲ့မွေးရကျောင်းသားတွေပြည်သူလူထုဘက်ကလည်းပဲအရင်လိုတိုက်မယ်တောင်းမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှော့